ဒီကနေ့မိတ်ဆွေတငယ်ချင်းတွေကိုတမန်ကျမ်းစာဖျားနှုတ်ဘတ်တော်အနှဲငယ်ဖတ်ပြလိုပါတယ်အဲ့ဒီတမန်ကျမ်းစာကတော့ဟေဘရဲဩဝါဒစာအခန်းကြီး1အခန်းငယ်6မှ9အထိဖြစ်ပါတယ်ဖတ်ပြမယ်နော်တဏီကသားဦးကိုဤလောကသို့သွင်းတော်မူသောအခါဖျားသခင်ဤကောင်းကင်တမန်အပေါင်းတို့သည်ထိုသူကိုပြတ်ဝတ်ကိုးကွယ်ကြစေဟုလာသည်တဏီကမိမိတမန်တို့ကိုလေကဲ့သို့၎င်းမိမိအစေအပါတို့ကိုမီးလျံကဲ့သို့၎င်းဖြစ်စေတော်မူထသောဟုကောင်းကင်တမန်တို့ကိုရေးဆောင်၍ဆိုသည်သားတော်ကိုကအိုဖျားသခင်ကိုတော်ဤပလင်သည်နေဆထာရပလင်ဖြစ်ပါ၏ကိုတော်ဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏ကိုတော်သည်ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍မတရားသောအမှုကိုမုန်းတော်မူ၏ထို့ကြောင့်အိုဖျားသခင်ကိုတော်ဤဖျားသခင်သည်ကိုတော်ဤအပေါင်းအဖော်တို့ထက်ကိုတော်ကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနှင့်ဗိတ်သိက်ပေးတော်မူပြီဟုလာသည်ဖတ်ကြသောနှုတ်ကပတ်တော်အားဖြင့်အယောက်စီတံကိုဘုရားရှင်ကောင်းချီးပေးပါစေ